ပါဒီနေ့ကတော့ကျွန်တော် volunteering လုပ်နေတဲ့အိမ်နာကဖျောက်သွားမလို့ပါဒါပေမဲ့မိုက်စားလာလို့မနေ့စာဝင်စားတော့ပါဒီကတော့ blue call လည်းမသိဘူးဒါတော့လက်ဖီးပါစားကြည့်ပါမယ်ဒီတိုင်းရင်စားကြည့်မယ်အရာမပါဘူးစိတ်လေးပဲလက်ဖေးနဲ့တူစားတော့မိုက်ပါရဲ့တကယ်တော့ဤဟာရဲ့နာမည်ကဆယ်ရိုတီပေါ့နော်ဒီပေါ်မှာမနက်စာဆိုရင်အဲ့ဒါအပြင်တခြားများများဆက်စားပြတင်ရှိရဘူးဆိုကြနော်စားပြီးတော့နောက်ထပ်မိနစ်20လောက်လမ်းလျှောက်ရပါအောင်မယ်ဒီတော့ဖျားကိုရောက်ပါပြီမနက်စာတော့စားလို့ပြီးသွားပါပြီအဲ့နာမည်မသိတော့နီပေါ်အီဂျာကွေးလို့ပဲခေါ်လိုက်ပါမယ်နီပေါ်အီဂျာကွေးနှစ်ခုနဲ့လက်ဖေးတစ်ခွက်နဲ့ကိုမြန်မာငွေ1100ပဲပေးရပါတယ်အရန်တက်ပါတယ်အမေမာနည်းနည်းများသွားတော့မကုန်ခဲ့ဘူးပေါ့နော်ခုဆိုတော့10မိနစ်လောက်လမ်းဆက်ရှောက်ရင်တော့ဖျားကိုရောက်ပါပြီမင်းဒီမှာတစ်ခုကြည့်ရတာဗျာကျွန်တော်ကကြောက်နိုင်ငံခြားနဲ့မတူတို့နီပေါ်လူမျိုးနဲ့ရုပ်တူတော့ဗျာအင်္ဂလိပ်လိုပြောလိုက်ရင်ကြောင်ကုန်တာလို့ဆိုတော့အဲ့ဒါပြောရည်ရတယ်မင်းနောက်10မိနစ်လောက်လမ်းထက်လျှောက်လိုက်အောင်မယ်ဖျားကိုရောက်တော့မှာပါဒါတော့ပိုခရာမျိုးပေါ့နော်โอเคဖျားဖို့တော့ရောက်လာပါပြီသူကကုန်းမြင့်ပေါ်မှာဆိုတော့လေတောင်တက်တယ်လို့မျိုးတက်လာတော့ချွေးလေတော်တော်ထွက်နေရာဒီဥတို့ကလည်းပူတော့လေဒါပေမဲ့ကျွန်တော်စဉ်းစားလို့မရတာကဘယ်ဘက်ကိုသွားရမလဲမသိပါဘူးဒါအဟောင်းတစ်ခုလို့ပြောပါရဲခုနကိုရင်လေးတစ်ပေါက်မေးကြည့်လိုက်တော့လေလို့ဆိုတော့ဒီမှာကအဲ့လိုဖျားရှိခလို့ရမယ့်နေရာရှာမတွေ့ဘူးဗျာလို့ဆိုတော့ကျွန်တော်ဒီကပြပေးပါမယ်ဒီကတော့ပိုခရာမျိုးပေါ့နော်အကျယ်ကြီးပါဒီမျိုးကဟိုဘက်မှာလည်းထက်ရှိပါသေးတယ်ဆိုတော့ဒီဘက်ကတော့အစ်စ်လို့ဆိုတော့ကျွန်တော်အစ်စ်ဘက်ကိုဘယ်လိုသွားရမလဲဆိုတာရှာကြည့်လိုက်ပါဦးမယ်ဆိုတော့ဖယားအစ်စ်ဘက်ကိုဘယ်လိုသွားရမလဲဆိုတော့ရှာမတွေ့ဘူးပေါ့ဗျာကဲပါကျွန်တော်အခုကတော့ view point လို့နေရာမျိုးလေးကိုတွားနေတာပါရာဒီဥတုကောင်းတဲ့နေမျိုးဆိုရင်ဒီပိုခရာမျိုးတစ်ခုလုံးလည်းမြင်ရတယ်ပြီးတော့ဗျာဒီအနာပူနာတောင်တန်းကြီးတွေလည်းမြင်ရတယ်ပေါ့နော်ဒီတောင်တွေပါကျွန်တော်ကြည့်ချင်တာတော့ပါပဲမဲ့ဒီရက်ပိုင်းဟာတိမ်နေရန်ထုနေတဲ့အတွက်ကျွန်တော်ရောက်တော့မမြင်ရပါဘူးအဲ့လိုဆိုတော့ well like ဒါပေမဲ့လေတော့ကြည့်ပါမယ်တိတ်လည်းမဝေးတော့လေဆိုတော့တလန်းလုံးဘာဆိုင်ကယ်တမ်းမှလည်းမကြားရဘူးဗျာငှက်အတန်နေနဲ့ကျွန်တော်နဲ့ပဲရှိတာတော်တော်တိတ်ဆိတ်တယ်ဗျလို့ဆိုတော့ကျွန်တော်ဒီမှာတွေးနေရတာတော့တောင်ရဲ့ထိတ်လေးပဲမြင်ရတယ်လို့ဆိုတော့ဒီကင်မရာနဲ့ဆိုရင်တော့မြင်ရမှာမဟုတ်ဘူးဗျဒါပေမဲ့ပိုခရာမျိုးတော့ပြပေးပါမယ်မကြည့်ပါအဲ့လိုဆိုတော့ဒီကျွန်တော်ဒီလက်ညှိုးထိုးထားတဲ့နေရာလေးကိုမှာဆိုရင်ဖြင့်တောင်ထိတ်လေးကိုမြင်ရမှာပါဒီနားလေးပေါ့ဒီနားလေးမှာထင်တာလို့ဆိုတော့တောင်ထိတ်လေးတော့မြင်ရတယ်ဒီကနေကြည့်ပေါ့နော်အဲ့တော့ကျွန်တော်ဒါတော့ပိုခရာမျိုးလေးပါရန်လာပါတယ်ဆိုကျွန်တော်တော့ရဲ့လမ်းကြောင်းမှန်လေးတစ်ချက်ပြန်ကြည့်လိုက်ပါအောင်မယ်ဟုတ်ပြီဒီအောက်လေးပဲဆင်းတော့မှာပါလို့ဆိုတော့ဆက်သွားပါမယ်9မိနစ်ပဲကြာပါတော့လေအရင်မိုက်ပါရဲ့ကျွန်တော်တစ်ခေါက်မှမမြင်ဘူးတဲ့ငှက်တွေလည်းမြင်ရတာလို့ဆိုတော့ရမိုက်တယ်ဆိုကျွန်တော်ဆက်သွားလိုက်အောင်မယ်နောက်ထပ်9မိနစ်လောက်ပြီးရင်တော့ကျွန်တော် view point ကိုရောက်ရင်တစ်ချက်ထပ်ရိုက်ပြပါမယ် view point မှာလေဘာရှုခင်မှမမြင်ရလို့မြန်မာအလံကိုသွားကြည့်ခဲ့တယ်ပေါ့ဗျာ
တော့ဘယ်တော်ရမယ်မသိလို့ဒီတိုင်းပဲမြို့တယ်လမ်းပတ်ရှောင်းရပါတော့7 နာရီနည်းနည်းတော့ကြော်ပြီလို့ဆိုတော့နောက်ထပ်2 နာရီလောက်နေရင်တော့နေ့လည်စာစားမယ်အဲ့ချိန်ကြမှာပဲ Google Map ကနေပဲဖြစ်ဆိုင်ရှောက်ပြီးနေ့လည်စာစားလိုက်ပါမယ်မဟုတ်ရင်လည်းနောက်2 နာရီပဲရောက်နေလေဆိုတော့မူတည်ပြီးတော့နေ့လည်စာစားဖို့ဆိုင်ကောင်းလေးဆိုင်တွင်တော့ဝင်စားလိုက်မယ်ကတော့ဒီတိုင်းပဲမြို့တယ်လမ်းပတ်ရှောင်းနေတာဆိုပါအဆင်ပြေရလမ်းလျှောက်တာအဆင်ပြေရဆိုတော့2 နာရီကျော်လောက်တော့ရှိနေပြီပေါ့နော်လမ်းလျှောက်နေတာကြည့်ပါဆိုတော့ဒီလိုလမ်းပတ်လျှောက်ရင်းနဲ့ပဲဖိုခရာမြို့ရဲ့နာမည်ကြီးဖေဝါရေကန်စီကိုရောက်တော့ရပါဗျာဒါကတော့ကျွန်တော်ရဲ့နေ့လည်စာကီမာခောက်ဆွဲနဲ့ဟိုဘက်ကတော့ရှာဖာလေးလို့ခေါ်ပါတယ် chilling by the park man it's nice here The next day. Nikolaba Manasa Saga. Yeah, so this is my breakfast. I have 3 puri and chana. Okay, so saba me. Yeah, we are seeing them. I am Sara. Unia Sara. Nachak kuma kuze be pia is ro. Nachak ku liza na chaporo. So 3 ချက်ဆိုမှ$မကြပါဘူး ဒါတော့ဆိုင်ရှင်ဦးလေးရဲ့သူ့ရဲ့ဆိုင်ကို YouTube ဟောတင်ပေးပါဆိုလို့ကျွန်တော်အပေါ်ဗီဒီယိုကလစ်လေးထည့်ပေးလိုက်ပါတယ် တော့ရရှိပါတယ်ကိုရီးယားလည်းခုမှပူနွေးနွေး What is the name of this place? Is this also Pokhara or? Pokhara, Mia Park. Okay. Mia Park. Say hi. Hello, my friend. Yes, Namaste. Very good puri and Chapati chana. cup? Yes. No, chapati cup. So, Pokhara ဖက်ရောက်ရင်တော့လာစားဖို့ကြံပေးပါတယ်ဆက်စားလိုက်အောင်မယ် Thank you